မင်္ဂလာပါရှင် Night Face Travel မှာကြိုဆိုပါရရှင်လာမယ့်အောက်တိုဘာတရေကျော်အားလေးရက်မှာညီမတို့ Night Face Travel က package tour နှစ်ခုထုတ်ဖို့ကြေညာထားပါတယ်ရှင်ပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့ခီးစက်လေးကတော့ချုံကျဲဝူးလုံးကျဲကြကျဲရှင်းနိုင်ကိုရခီးစက်လေးပဲဖြစ်ပါတယ်ရှင်ဒီခီးစက်လေးကအောက်တိုဘာ24ရက်နေ့မှာစတင်ထွက်သွားပြီးတော့နိုဝင်ဘာ1ရက်နေ့မှာပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်ရှင်ဒီလက်မှတ်ဟိုတယ်အစားအသောက်နဲ့လက်ပတ်ဆရာနေရအသေးစီးကိုမှတဦးလေး$16 1690တာကျတဲ့မှာဖြစ်ပါတယ်ရှင်ဒုတိယခီးစဉ်လေးကတော့ဆင်ရအိတ်17ရက်ထဲနဲ့တူတကီတနိုင်ငံလုံးကိုအနက်လေပတ်နိုင်မယ်တူတကီခီးစဉ်လေးပဲဖြစ်ပါတယ်ရှင်။တောရောက်လေပတ်မဲ့မြို့တွေကတော့တူတကီနိုင်ငံရဲ့စီးပွားရေးအခြေချကြတဲ့မြို့တော့အစ္စတန်ဘူတစ်ချိန်ကသမိုင်းဝင်အော်တိုမန်အင်ပါယာရဲ့မြို့တော့ဘာဆာကမ္ဘာလက်ပင်လယ်ကိုတင်မောကြီးများစိုက်ကပ်ရာပင်လယ်ကမ်းခြေမြို့ဖြစ်တယ်လို့ကြီးဟောက်ရောမမြို့ဟောင်းကြီးရှိရာကုသရာစီ Instagram မှာနာမည်ကြီးနေတဲ့ဝါကုန်းမုံတဘာဝထိုးကြောက်ရည်ရဲ့အစစ်အစစ်နဲ့တဖန်လို့ရမယ်ပေါ့မုတ်ကလေး Underground City လို့ခေါ်တဲ့ကပ္ပတိုးရှာမြို့မှာဘိုးပြပပေါင်းတွေကိုစီးပြီးတော့တမျိုးလုံးကိုလှည့်ပဲရွှေ့ကြမယ်တူတကီနိုင်ငံရဲ့မြို့တော်အန်ကာရာကိုသွားတဲ့လမ်းမှာလည်းအဖြူအောင်စားမြင်ကျဲကြီးနဲ့ကောင်းငယ်အလင်းနန်းတို့ပေါက်ဆက်ထားတဲ့စောလိတ်ကိုလည်းပို့ပေးမှာနော်အစားရှိတဲ့နေရာစုံစုံလင်းလင်းကိုပို့ဆောင်ပေးမယ်ဒူတကီခီးစလေးရတော့အောက်တိုဘာ24ရက်နေ့မှာစတင်ထွက်သွားပြီးတော့နိုဝင်ဘာ3ရက်နေ့မှာပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်ရှင်ခီးစင်တစ်ခုလုံးကို location ကောင်းတဲ့ 4 star hotel နဲ့စီစဉ်ထားတာဖြစ်ပြီးတော့ဒူတကီခီးစအတွက်ကတော့တအိုးလေး$36 3650တာကျပ်သွင်းမှာဖြစ်ပါတယ်ရှင်ခီးစင်နဲ့ပတ်သက်လို့အသေးစိတ်သိရှိလိုပါက Night Fair Travel Tour Department ရဲ့ဖုန်းနံပါတ်လေးကိုအမြဲတမ်းဆက်သွယ်လိုက်ပါနော်